နော်ဝိပဿနာစိတ်တွေရွတ်တန်းဇက်ကျိုးမြည်အဲ့တော့ဟေးမင်းတို့နွားလေးတစ်ချင်းပညာဆိုတဲ့ဘူဘူရဲ့ဒီနေ့ဆိုင်တွေနီးဈေးတဲ့ညှို့လေဟိုသူစားနွားမလေးခေါ်လိုက်မယ်ကြည့်နေဓမေသီရိကနာမည်ပေးကြတာတရားအကုန်ပြန်ပြီး30မင်းတို့ရွှေစိန်နေမှာပါတယ်မြတ်စွာဘုရားရွှေဆိုင်မှာအရော့တဲ့နေပါတယ်နော်ဓမေသီဆရာတော်ကြော်ညာပေးတဲ့တတ်လာမနော်ဒါဟိုမြတ်စွာဘုရားရွှေဆိုင်ကနင်းလားဟိုဓမေသီတရားဟောသွားတဲ့သူစားနွားမလေးဆိုနင်းလားအာဈေးအောင်ကောင်းမှာမျိုးကြည့်တာဘလို့ဘယ်နည်းနဲ့နွားမလိုပဲခေါ်နွားထီလိုပဲခေါ်အရေးကြီးတယ်ရွှေရောင်းကိုဗဒါဟုတ်တယ်လားဒါအရေးကြီးတယ်ဒါပဲနော်ဆရာမို့ဦးတန်းတော့ဘလို့ပါလေကိုတန်းတော့ခမရကျတော့ကိုတန်းထုံးရဲ့ဒေါ်ဆန်းမြင့်ကျတော့ရွေးကြီးတယ်ကျတော့နွားနဲ့နှိုင်လို့မကောင်းဒါလေးတွေကငယ်တော့ဟေ့အောင်မို့မင်းကိုပညာနွားလို့ဘုန်းကြီးဟောသွားတယ်လေအေးကွာငါရွှေလေးတစ်ချက်သားလိုက်အရေးကြီးတာရွှေရောင်းမှုထွက်ဖို့လိုတယ်ဟုတ်တယ်လားဟိုမှာရောင်ကြီးဦးငါ့ကိုရိတ်လွတ်လိုက်တယ်ငါလက်ဗရမ်းမှာငါတရားဝဲတွေသွားတယ်ဆိုငါတရားဝဲမသွားသေးဘူးမရင်းနှီးသေးဘူးပေါ့လက်ဗရမ်းကငါတရားမဟုတ်ခင်တော့သွားတော့အဲ့ရောင်ကြီးဦးဆိုရင်ဘုန်းကြီးဆိုကြီးလေရိတ်ငါရောင်ကြီးရိတ်လို့ပြေးလိုက်တယ်အခုနာမည်ကျော်သွားတယ်ရောင်ရိတ်ဆိုပြီးဟောတဲ့ထွင်းရောင်းကောင်းတယ်အခုရိတ်ရောင်းကောင်းတယ်ဘယ်နည်းနဲ့ရောင်းကောင်းဆရာတော်ပြောလို့ပဲရောင်းကောင်းမှုဗราဏနော်ဦးလုံးမော်ကြီးအခုရောင်ကြီးဦးမရိတ်ရတော့ဘုန်းကြီးတွေတီလိုက်ရှင်သွားအခုကတ်ပြီအရင်ကတောင်းတယ်ရိတ်တယ်အခုမရိတ်တော့ဘူးဟာဆရာလေးဘယ်ကြွမလဲဆွမ်းကပ်ပြရစီလူဖြစ်သွားပြီမရိတ်တော့ဘူးရောင်ကြီးလူဖြစ်သွားပြီမျက်စုမောရွှေစရာမျက်စုရွှေစရာကဟောသမီးလားသူစားသွင်းဆိုတာလေဟုတ်ပါတယ်ဩတရားထဲမှာကြားလို့ပါဟိုနွမ်းမလေးနဲ့တင်သားတာလေကျမပါဆရာတော်ပြောရင်ကျမကြောလေးတော့ဘူလေးပေါက်လာပြီလို့ပြောလိုက်ဟာသားဖြစ်တော့နော်ဟုတ်ပြီလားဗါတယ်လေကိုစောပြောရင်ကျမလေးဆရာတော်ဥပဒနာပြောရင်ကျမကြောလေးတော့ဘူလေးပေါက်လာပြီလို့ပြောလိုက်အဲ့ဒါပြောတယ်ကောင်းပြီနော်ဓမေသတိကပါတယ်တတိငါယထာရိဟာဦးလေဦးသားထုံးရယထာရိကမ္မထမ်းအထုတ်တဲ့သူကယထာရိနဲ့တူတယ်ဘောပေါ့လားကမ္မထမ်းအထုတ်တဲ့သူကယထာရိသူ့ရဲ့ရှေ့မှာဘယ်နှကောင်ပါလဲနှစ်ကောင်ဘာလဲနွားနှစ်ကောင်တစ်ကောင်ကတတ္တာတစ်ကောင်ကပညာတတ္တာကိုဥဆောင်ပြီးမေတ္တကားဖွင့်ရင်တတ္တာနုတာရီပုဂ္ဂိုလ်ပညာဥဆောင်ပြီးမေတ္တကားဖွင့်လို့ရှိရင်ဓမ္မနုတာရီရပါလားဆိုလို့အဲ့ဒါပြီးတော့အဲ့ဒီနွားနှစ်ကောင်ဆွဲရတဲ့လဲဘိန်းမထွက်သွားအောင်ဟီရိအရှက်ဆိုတဲ့တန်လေးထည့်ရမယ်မနောယုတ်တန်နဲ့ဝိပဿနာစိတ်နဲ့ဦးတန်းထွန်းကြီးအဲ့ဒီဓမေစီရဲ့ရှေ့မှာရှိနေတဲ့ဟိုသူစားဆိုတဲ့နွားမလေးရဲ့ဟိုဘက်ကအောင်မိုးဆိုတဲ့နွားလေးကိုဘာလို့ရမလဲဝိပဿနာဇက်ကျိုးနဲ့အဲ့ဒီကောင်မလေးနဲ့ကောင်လေးရလေအခုမှလင်မယားဟာနွားထီးလေးရဲ့နွားမလေးဆိုဓမေစီတွေများဇက်ကျိုးမကန်လဲသူတို့ကခုံပေါက်တော့မှာဟုတ်တယ်နော်ပျော်ကျင်နေပျော်တော့မှာသူတို့ဘာလို့ပါဝိပဿနာစိတ်လေးနဲ့ဟဲ့ကောင်မလေးသူစားဘာလို့ရမလဲစကြိုးလေးဆွဲထားတယ်ဝိပဿနာစိတ်သည်ဘာနဲ့တူလဲစကြိုးနဲ့တူတယ်တတိသည်ယထာရိနဲ့တူတယ်တရာပညာဟီရိဝိပဿနာစိတ်တတိတရားဘယ်နှမျိုးရှိသွားလဲဝိပဿနာပညာနဲ့တရာကနွားတရှင်းဟီရိကလှဲသံဝိပဿနာစိတ်ကစကြိုးတတိကယထာမောင်းသူဘယ်နှမျိုးရှိသွားလဲငါးခုရထောသီလပရိက္ခာရောဇာနဲ့ခောစက္ကဝေရိယောသီလကပရိက္ခာရာသီလကအချမ်းယံဗါတယ်လေရထောမဂ္ဂင်ယထာတိသီလရီဟူသောတန်းစာရှိပါသည်အချမ်းယံလို့လည်းဘာသာပြန်တဲ့အဆောက်အဦလို့ပရိက္ခာရာကို၃မျိုးရှိတယ်အချမ်းယံရဲ့အဆောက်အဦရဲ့အစင်တန်စာဒီနေရာမှာတော့အစင်တန်စာယူလိုက်မယ်နော်ဆရာမောတချို့နေရာတွေမှာဟုတ်လားမောင်ဝင်းစောစာပေဆိုရအဲ့ဒါပဲစာပေကိုကြည့်တဲ့အခါမှာအဲ့ဒါပဲပရိက္ခာရကိုအစင်တန်စာလို့ဘာသာပြန်တယ်အခုမဟာဝကတန်ပါဠိတော်အချမ်းယံပရိဝါရလို့သီလကိုပရိဝါရလို့ဘာသာပြန်တယ်အင်္ဂုရနိကေတတ္တကနိဗ္ဗာန်အဆောက်တန်ပါရလို့ဘာသာပြန်တယ်မေဇိမနိကေမူလပါဏာတဟောသုံးပုံကြီးကွာဘုရားကြည့်သုံးတာသီလကိုအဆောက်အဦအချမ်းယံအစင်တန်စာဒီမှာဘာလို့ပြန်မလဲအစင်တန်စာလို့ဘာသာပြန်မယ်ဟောအင်္ဂုရနိကေရဲ့မေဇိမနိကေရဲ့တန်ယုဒနိကေနိကေသုံးရမတူတန်ယုဒနိကေမှာအစင်တန်စာလို့ဟောမယ်အင်္ဂုရနိကေမှာအချမ်းယံလို့ဟောမယ်မြေစီမနိကေမှာအဆောက်အဦလို့ဟောတယ်ဒါဒီလိုစာပေကိုသိပြရတယ်သီလမြန်နေအစင်တန်စာအဆောက်အဦလို့သီလဆိုတဲ့အစာအဦပေါ်မှာတည်ပြီးဒါကြည့်ဟောတာမြေစီမနိကေမှာအဆောက်အဦအင်္ဂုရနိကေမှာအချမ်းယံတန်ယုဒနိကေမှာအစင်တန်စာဒီမှာပါတယ်ရထောမဂ္ဂင်ယထာမှာသီလပရိက္ခာရောသီလဟူသောအစင်တန်စာလို့ဆိုရင်သီလသူတို့ဆိုရင်ဟေးဒီကောင်မလေးကိုလေပေါက်လို့ပဲစားမဖြစ်အောင်ကိုခမောင်းသွင်းခမရသမီးကိုမွေးတယ်ခဏအလိုလိုက်ထားနော်နွားမလေးငါရှိကိုပွေလိုက်ခါငါခိုင်းမရတော့ဘာတယ်လဲစပြီးတော့ပေါက်တဲ့ရဒါကြောင့်မလို့40ကျော်အရွယ်နှောင်းငါမှတကြွယ်လောင်းလှုပ်ချင်း
နွားအိုကြီးအမော့တင်တယ်လို့မလျှော့နေဘဝဆုံးရှာတော့ခွေးအိုကြီးလက်ပေးတင်တယ်လို့နွားအိုသွားမှနွားတဲ့ကိုဥတန်းတော့ခါတော့ပူသိပါလေနဖားကျိုးထိုးတယ်ထိုးပြီးဘာလုပ်လိုက်လဲနဖားကျိုးလဲထိုးပြီးတော့ငါမြို့မှာမွေးတာနော်မင်းတို့ကပူသိရမယ်နဖားကျိုးထိုးပြီးအဲ့ဒီနွားကိုဘာလုပ်လဲစောင့်ဆွဲလဲတော့နွားမော့သွားတယ်တခါပဲတော့နွားအိုကြီးအမော့တင်လို့မလျှော့နေဘဝဆိုအဲ့ဒီနွားကိုခတ်တခါတဲ့နဖားကျိုးတော့ထိုးလာတယ်စောင့်မဆိုလို့မမော့ရင်အဲ့ဒီကောင်ဘယ်တော့မှနွားမမော့တတ်တော့ဟုတ်ပြီနော်တော့နွားအိုကြီး40ကျော်အရွယ်နှောင်းငါမှတကြွယ်လောင်းလှုပ်ချင်းလေဒီဆရာတော်ကပောက်ကောင်းည40ကျော်အရွယ်နှောင်းငါမှတကြွယ်လောင်းလှုပ်ချင်းမိုးလုံးမီထွန်းမချခြင်းနဲ့ယွန်စရနစ်ဖြစ်ရင်နွားအိုကြီးအမော့တင်တယ်လို့မလျှော့လင်းဘဝဆုံးရှာတော့အစာတုံနှောင်းခါကန်မှားလိမ့်မည်မှတ်ပါပောက်ကောင်းကြည့်စမ်းနွားကိုအဲ့ဒီနွားနဲ့ပတ်သက်ပြီးတော့ပဲစပြီးပေါက်တည်းရလွတ်ထားလိုက်ခင်ဗျာသမီးလေးတယောက်တည်းရှိတာ哦နော်ဟုတ်တယ်နမူနာဒီနွားမလေးကချောတယ်ကွာဆိုလွတ်ထားတယ်စပြီးလွတ်လိုက်တည်းရဟိုပဲကင်းဝင်စားဒီဝင်စားဖြစ်ချင်းရောစပေါက်တည်းရလွတ်လို့ပေါက်လွတ်ပဲစားထိတ်မြဗယံပါတာပြောတာဘာတယ်လဲဟဲ့အော်ဒီနွားမဟောဒီသူအဲ့ဒါလေးဟိုကိုခမောင်သွင်းနာလေးသူတို့ကလေသမီးလေးတယောက်ဆိုတော့လွတ်ထားတာလေနွားမလေးတောင်လွတ်ထားတာဟိုချံဝင်စားဒီချံဝင်စားဟုတ်ပြီလားသွားပြီဒီနေ့တော့သွားပြီတယ်ဗျဒီနေ့မှဒီနေ့မှဂျုံမပေါက်တော့ဘရောမှမပေါက်တော့ဘူးသလားနော်သလားအောင်ဘိုးပြီးလို့ရှိရင်လေအိမ်ရောက်လို့ရှိရင်ကြောစမ်းကြည့်ဘူးနော်ငါမိမကွာငါယူတော့ကချောတယ်ထင်တာဓမေစီနဲ့တွေ့တော့မှသွားတော့တာပဲသလားလူစင်စက်ကသွားတော့တာပဲသလားဗါတယ်လေပေါက်လို့ပဲစားတခါလေးမြန်မာစပြီသဘောစပေါက်ထဲရလွတ်ထားလိုက်လို့အဲ့တော့ခမရသမီးကိုမထိမ့်သိမ့်ထားဘူးတော့ကျုပ်ကသူ့ကိုကိုချင်းတရားလေးသင်ပေးရမယ်။ဒါတီလာကအစင်တန်းစားမတ်သူစားသွင်းသည်ရုပ်ကလေးလည်းလှပါရဲ့ကိုလုံးကိုပေါက်လေးကလည်းချောပါကိုရုပ်ကလေးလည်းချောပါရဲ့ကိုလုံးကိုပေါက်လေးလည်းလှပါလေဒီကောင်မလေးကိုမရလှပပဆင်းပြင်းပေးလိုက်ရင်မင်းကြော်တော့ဖြစ်တော့တယ်ခုတော့လေတောသူလေးလှရှာတာပဲဒီဆွဲကြည့်ကလည်းမရှိရှာအဝတ်စားလည်းမလုံတလုံးထမိန်လေးကလည်းဟိုပြဲဒီပြဲပုံပြောတာသူကလှတဲ့နဲ့ပါလှည့်ရနဲ့သူ့မှာအစင်တန်းစားမရှိဘူးအစင်တန်းစားရှိတော့ဆင်းရဲပုံမပေါ်ဘူးနော်အဲ့လိုပုံမပေါ်တာဖြစ်ချင်းရောက်သူ့အဝတ်စားလေးနဲ့ကြာနာပြင်ဆင်ပေးလိုက်မင်းသမီးလေးတယောက်လို့သပင်ပုံစံလေးအဝတ်စားပုံဒီကောင်ဟဲ့ဒီကောင်လှတာအဲ့ဒီသူ့စားဆိုတဲ့ဒါနွားမလေးကိုဘာလေးလိုးလာသီလကိုကျင်တရားလေး5ပါး10ပါးလေးသီလပရိက္ခာရောသီလဆိုတဲ့စေတန်သာမောင်အောင်ဘိုလေးသည်ပညာလေးကိုဗာလေးပညာကိုသီလလေးကပ်ပေးလိုက်တယ်တတ္တာကိုသီလလေးကပ်ပေးလိုက်တော့အဲ့ဒီနွားလေးတရှင်းကဘလို့သွားရမယ်ဘလို့လာရမယ်ဆိုတာသူဘာသွားလဲသိသွားတယ်သိပြီနွားများလိမ်မာရင်သခင်အိတ်ကိုသွားတော့မှဗာလဲနားလဲသွားတောင်းရထောမေခင်10ပါးဆိုတဲ့မေခင်ယထာသည်သီလပရိက္ခာသီလဟူသောစင်တန်းသာရှိပဲဇာနကောဇန်ဟူသောဝင်ရိုးရှိတယ်ဟောဥဒ္ဒတို့ရေကိုကျင်တရားတွေတော့ကောင်းပါပြီစိတ်တည်ကြည်မှုဆိုတဲ့တမာတိဆိုတဲ့ဇန်ဝင်ရိုးလေးရှိရမယ်ရပြီဝင်ရိုးလေးစက္ကဝရိယောအဲ့ဒီအောင်ဘိုးရဲ့သူစားဆိုတဲ့ဓမေစရိယနွားတရှင်လေးသည်နထီလေးတစ်ကောင်ရဲ့နမလေးတစ်ကောင်ရဲ့ပြင်းတယ်ဖင်ရိုက်ပြရကိုဝင်းစောနဲ့ကိုကျော်နဲ့တနတ်နဲ့ပြရပြင်းတယ်လိန်တော့လိန်ပါတယ်သီလရှိကြပါကိုကျင်တရားလေးအစင်ပြင်းတယ်ဘာလေးလိုလားဝေရိယဘိန်းလိုလားဘိန်းမပါပဲနဲ့နွားတခြင်းသွားရင်ရမှာမရတော့ဘာလုပ်ထည့်ပြဘိန်းထည့်ပြလိုက်ဘိန်းရဲ့ဝင်ရိုးတော့ဇန်ဝင်ရိုးတော့ရှိတယ်ဝရိယဘိန်းမရှိမရဘူးအဲ့တော့ဇန်နဲ့ခေါ်ဝင်ရိုးကတမာတမာတိမခင်အာထုတ်တာကတမာဝါယမမခင်ရမလားဥပေက္ခဒုရတမာတိဟောဥပက္ခတိဒုရတမတိယထာဥကိုဒုရလို့ဆိုရယထာဥကိုငြိမ်းစေပါတယ်ဥပက္ခကလေယထာဥကိုငြိမ်းစေတယ်တလားကောင်းစောအနိစ္စပရိဝါရဏအလောဘကအချမ်းယံဟာကောင်းလေစမ်းဘာတဲ့ကောင်းစောအလောဘကအကာယံဆရာမောကြီးဥပက္ခဆိုတဲ့ဥပက္ခဆိုတာယထာဥလေးဟေ့သမီးယထာဥကြီးကမငြိမ်းလို့ရှိရင်မကောင်းယထာဥလေးကိုငြိမ်းနောက်တစ်ကောင်ဖြောင်းသွားတာဥပက္ခဘာနဲ့လဲယထာဥကိုငြိမ်းစေတယ်အနိစ္စအလောဘတရားသည်ပရိဝါရဏအကာယံဖြစ်တယ်အဲ့တော့မင်းတို့ရဲ့လှဲမှာလေမိုးတွေရွာတယ်ဘလို့တော့အဲ့ဒီပုံမှာရှင်သေးတရေတို့မိချောင်းတရေတို့နဲ့မြားနဲ့ပြစ်လိုက်လို့ရှိရင်လှဲကြီးမှမရှိရင်ဟောဥတန်ထွန်းကြီးကလှဲရင်မှုကြီးလေကိုဝင်းစောကမြားနဲ့လမ်းချလိုက်ရင်လှဲမှာအကာမရှိရင်ဘာဖြစ်သွားမလဲထိမှာပေါ့တော့အဲ့တော့တရေတွေနွားတရေတွေဆင်းတရေတွေအဲ့ဒီလှဲကြီးကိုပေါင်းကောက်အောင်မယ်ဘာလို့လာလဲအာလောပါဆိုရင်မမောတွေ့တာရင်ကင်းတာဒီဗါလေအကာအရင်ဖြစ်လာစနစ်ကြတာနော်ဘုရားရှင်တရားပြောကောင်းလိုက်တယ်နော်
တော်တော်ဘဝကြည်တာပဲဗျငါတို့ပို့တာအဲ့တော့ဒီယထာပေါင်းကြီးမှာဘာလို့လဲအကာလုပ်ပေးထားလိုက်တာမြားတွေပဲပြစ်မယ်မိုးလေရေတွေ့လားမြားပြစ်လိုက်မယ်အဲ့တော့မဂ္ဂင်ယထာသွားနေတဲ့ပုံမှာဆန့်ကျင်မဲ့ဟောခုနကိုနင်းလေးကသူစားလေးကကိုရှင်တရားလေးလည်းကောင်းတယ်ကျိုးလဲကျိုးစားတယ်ဒါပေမဲ့ဟိုနထီးချောချောလေးတွေ့ရင်သူဘာလုပ်ရှင်ငန်းညင်လာတယ်ဟုတ်နော်ဒီတတ္ထတရားလေးပြတ်သွားတယ်လိုချင်တရားလေးတွေ့တဲ့အခါမှာနထီးလေးကိုငန်းလိုက်တယ်လို့ပဲလိုချင်တရားလေးဒီတရားကိုတန်းထွန်းဆိုတဲ့ယောဂီပုဂ္ဂိုလ်ကြီးရဲ့သူ့ရှေ့မှာရှိနေတယ်အဲ့ဒါကလှဲကြီးလို့မရှိနဲ့နော်ကိုတန်းထွန်းရဲ့တန်တန်မှာဓမေဇရီရဲ့တန်တန်မှာယူတို့ရဲ့တန်တန်မှာပေါ်တဲ့အရာတွေပြောတာမင်းတို့တန်တန်မှာပညာတွေပေါ်နေတယ်တတ္တာတွေပေါ်နေတယ်ဟိုလှဲယူကြည့်လိုက်ဝရိယတွေပေါ်နေတယ်တမာရီတွေပေါ်နေတယ်ဝိပဿနာစိတ်တွေပေါ်နေတယ်ဥပ္ပခါတွေအဲ့ဒါကြည့်ရမယ်ကိုကောင်တယ်တွေ့ပြီလားခမရသမီးအိမ်ရောက်သွားပြီသမီး2ယောက်ကနင်တို့2ယောက်ကလေးပဲကုန်းကပြီးတော့ညီတို့ငါတဘိုးကြီးအဲ့လိုပြောတာမဟုတ်ဘူးတို့ကြီးဒါကပုံငါဖော်နေတာတရားရဲ့မြတ်စွာဘုရားဟောလိုက်တဲ့လဲပုံကြီးပေါင်ဖော်နေလဲမဟုတ်ဘူးနော်ဒီမက်ကင်ရင်ကြီးနှလုံးသားထဲမှာပေါ်ရမှာအိမ်ရောက်တော့မှသူစားဒီဘက်ကနမလေးဒီဘက်ကအောင်ဘူးကအဲ့လိုပြောတာမဟုတ်ဘူးညီတို့အကုန်လုံးအတူတူပဲငါလည်းအတူတူပဲငါတို့ကဘာရှိလဲတရားရှိတယ်တတ္တာရှိတယ်ပညာရှိတယ်ဝိပဿနာစိတ်ရှိတယ်ဟီရိရှိတယ်တမာရိရှိတယ်ဥပ္ပခါရှိတယ်ဝရိယရှိတယ်ဒါပြောတာတတိရှိတယ်ဆရာမမျက်စိနဲ့မြင်မလားနော်အာလောပါဥဒ္ဒံတို့ရင်အဲ့တော့ယောဂီအားထုတ်နေတဲ့တတိခုနတုန်းကယထာရိန်ကတောင်ကြီးမြောက်ကြီးကြည့်နေလို့ရမယ်မရဘူးယထာရိန်ကတောင်ကြီးမြောက်ကြီးကြည့်နေယထာကဘေးကျသွားမှာဟောအာလောပါအကာယံလိုးလာတယ်ဗါလဲလေတိုင်လေးတွေလိုးလာတယ်တရေပေါင်းတွေလိုးလာတယ်တော့အနိစ္စမလို့ချင်းဆိုတဲ့အာလောဘတရားဒီပရိဝါရဏအကာယံမြည်အဗျာပါတော်အဲ့ဒါတွေပြည့်စုံပြီအဗျာပါတာသူများကိုပျက်စီးစေခြင်းနော်ဟောနင်းကခုနကဘယ်လိုလဲဟိုသူစားကအဲ့ဒီဓမေစီရီကလေနော်ခိုင်းကောင်းတဲ့နော်ဖိခိုင်းတယ်ဒါစကားထွက်တယ်ဗါလဲလေမဟုတ်လေသမီးရဲ့ကြော်လေးသားလေးပုတ်ပြီးတော့နော်သမီးရဲ့သူစားလေးငါတကယ်နွားမင်းငါသူစားလို့ပေးမှာဗျနထီးကိုအောင်ပို့ငါနွားမင်းဘိုးတာကြီးကွာတာကြီးငါတို့မှလက်ဗရန်သွားကြရှိတယ်ကွာရောင်ကြီးကိုသွားမလို့နော်ရောင်ကြီးကို sorry ရောင်ကြီးသွားမလို့ကွာတားလေးပုတ်ပြီးစိတ်ထဲတော့မရှင်းနိုင်ဘူးဒီဖုန်းကြီးကခိုင်းကောင်းတော့ဖိတ်ခိုင်းတယ်အားပြပါတော့ဟိုးကိုဝင်းစော်ကြီးကျတော့မခိုင်းပါလားသူများကိုအဲ့ဒါတွေပေါ်လာမယ်သူများကိုပျက်စီးစေလို့တဲ့ဗျာပါဒတရားကင်းသွားတာအဗျာပါဒဩအဲ့ဒီအဗျာပါတော့အဗျာပါဒဒီ၎င်းအဝိဒါသူများကိုမပျက်စီးစေတဲ့သဘောဒီ၎င်းဝိဝေကောဝိဝေက3ပါးဒီ၎င်းယတ္တဆရာမသိကောင်းညယတ္တအချင်းယထာနဲ့ဒီတော့မောင်တန်ထွန်းကြီးဤအာဟုဒံလက်နဲ့5ပါးပါဒါသမီးမင်းတို့ယထာကြီးနဲ့ငါတို့မြင်းနှကောင်ကပြီဆိုတော့မင်းတို့ဒါနွားမနဲ့မြင်းပြန်လို့လဲမြင်းမလေးတူစားနော်အဲ့ဒီမြင်းနှကောင်ကတဲ့နွားနှကောင်ကတဲ့ယထာမြင်းနဲ့ပြစ်တဲ့ပွဲမှာဘာပါလာပြီအဗျာပါဒအဝိဒါကာယဝိဝေကစိတ်တဝိဝေကဥရိဝိဝေက5မျိုးလက်နဲ့5မျိုးနဲ့ချမှာဗျာမေတ္တာကရုဏာဟာလက်နဲ့5မျိုးနဲ့ချမှာကုန်းစော်နော်တိဋ္ဌိကသမ္မတန္တဟောယောဂခေမာယဝတ္တတိတိဋ္ဌိကသီခံခြင်းတရားတွေသီခံမယ်တရားထုတ်လာမယ်ဆိုရင်ဆရာကြီးဥဒ္ဒန်ထွန်းရဲ့သီခံပါမယ်တဲ့အဲ့ဒီသီခံတဲ့ဥစ္စာက6ဝတ်တန်းစာဒါဆိုရင်ကမ္မထမ်းအားထုတ်တဲ့ပုဂ္ဂိုလ်မှာသီခံခြင်းဆိုတဲ့6ဝတ်တန်းစာတရားဟောတဲ့ဘုန်းကြီးမှာလည်းအဲ့ဒီသီခံခြင်းနဝကမှာရရင်ရပါမယ်နေပါမယ်ဟုတ်ပြီလားဟုတ်ပြီနော်ဘာလဲလေခရီးတွေကြံရင်ကြံပါမယ်ဒါပဲညီတို့တွေရတာဟိုမောင်ရင်ကဟိုသူ့မတ်သူစားလေးကိုကြိုက်စင်ခါတော့လေစူးခင်းတဲ့နန်းလေးရှောက်လာရပါတယ်ဟုတ်လားဘာလဲစူးမွေရလဲအေးရဲပါတယ်သမီးမယုံနေညကြပြန်သွားရင်မွေရကိုရေလောင်းပြီးအသိကြည့်တာလှုပ်ကြည့်လိုက်ပါနော်ဘာလဲလဲခရောင်းလန်းကိုလည်းဘာလဲရှောက်ရဲပါတယ်ချစ်သူကမြန်ခိုင်းမယ်သူဘာလုပ်လဲခရောင်းလန်းကိုရှောက်မှာဆက်နေတော့ကျွေးသွားတောင်းခိုင်းတာမင်းလည်းကွာအရှင်မိရှင်မင်းဒီချင်းမင်းဒီမင်းတာယာဝကြီးကမင်းမိုက်ကမိုင်းနေကွာမင်းငါ့ကိုရွှေနဲ့ဘယ်ပြန်ရဲမလဲကွာလို့ပြောမှာနော်ပန်းဆူမွေရလဲအေးရဲပါတယ်အသာခံရင်လေအနာဆိုင်ရင်လေအသာဆိုင်ရင်လေအတူတူအနာခံရင်လေသူရှေ့ကဘာလဲနေရဲပါတယ်အဲ့ဒါလကားပြောတာမယုံနဲ့နော်ခုတည်းပြောတာမယုံနဲ့အဲ့ဒါညီတို့အညာတွေသိကြိုက်တယ်အဲ့ဒါကုန်းစောဓမေစီလေးတွေတကယ်သိခံတယ်ကြည့်ဟာကိုဝင်းစောနဲ့ဒါကြောင်ကုန်သိခံမှုပြောလို့သိခံမှုပြောမလို့နော်ပြောရင်လေခင်ဗျာညီတို့မျက်ရည်ကျသွားတယ်အဲ့ဒါကိုဝင်းစောကဆရာတော်ဟာတဲ့စီမကြိုက်ဘူးလက်ခံပါတယ်မယုံကြည်မကြိုက်ဘူးတဲ့โอเคအငန်မထည့်နဲ့3ရက်ကြောင်းကုန်းမှာတရားဟောတယ်ဘိန်းပြုတ်လေး
အော်ကိုရတဲ့အော်ဒီလူတွေဘာလို့လဲမသိဘူးဓာတ်တွေနဲ့တွေမြတ်ကို 冲杀。